အားလုံးပဲမင်္ဂလာပါဘာမီဆန်တို့ channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့ကတော့ Binance Series က Red Jar အကြောင်းကိုပြောပြပေးသွားမှာပါဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ခဲ့ပေးကြပါဦးဗျ Red ဟာ Apollosia ချိုက Apollosia မျိုးနယ်ဖြစ်ပါတယ်သူတို့ဟာကြားနဲ့တူတဲ့ humanoid form ရှိပါတယ် Apollosia တွေကအလွန်ကြမ်းတမ်းပြီးတော့အငင်းတန်ကြပါတယ်သူတို့ဟာပြဿနာတစ်ခုခုဖြစ်ရင်လက်တီးနဲ့ပဲရှင်းတတ်ကြပါတယ်ဒါကြောင့်မလို့လဲသူတို့ကညံရမ်းမကောင်းဘူးလို့ကယ်ဗင်ကပြောလို့ရှိပါတယ် Apollosia အမတွေဟာအထီးတွေထက်အမဲလိုက်တဲ့နေရာမှာပိုတော်ကြပါတယ်ရန်လိုတတ်တဲ့အကျင့်ဟာ Apollosia တွေရဲ့အမှုအကျင့်တစ်ခုဖြစ်ပါတယ် Apollosia တွေမှာကြီးမားပြီးအတွင်းထုတ်လုံနိုင်တဲ့လက်သေးကျွန်တွေရှိကြပါတယ်နောက်ပြီးတော့သူတို့ဟာဒေါသထွက်လေတန်မာလီဖြစ်ပါတယ်အတော်လေးလည်းအကျန်းခံပါတယ် Red ဟာဘန်ရဲ့ personality ကိုတက်ရောက်မှုရှိတဲ့ဂျိုသားတစ်ကောင်လည်းဖြစ်ပါတယ်တဘောကတော့ Red ပြောင်းထားရင်ဘန်ဟာစိတ်တူပြီးရန်လိုနေတတ်ပါတယ် Red ဟာအလွန်ကြမ်းခံပြီးတော့ပောက်ကွဲမှုတန်တွေကိုလည်းခံနိုင်ပါတယ်အလွန်မြင့်အောင်လည်းခုန်နိုင်ပါတယ်နိုင်ရန်တွေပေါ်လည်းပြေးနိုင်ပါတယ်နောက်ပြီးတော့သူ့ရဲ့အကြားအာရုံကိုလည်းမြင့်တင်နိုင်ပါတယ်ကျဲလောင်ပြီးအားပြင်းတဲ့ဟိန်းတန်တွေကိုလည်းထုတ်နိုင်ပါတယ်အားနည်းချက်အနေနဲ့ကတော့ Red ဟာရန်ရီသိပ်မကောင်းမဲနဲ့ဘာလာထိုးမဲ့ကောင်ဆိုတော့ brain သုံးတဲ့ကောင်တွေနဲ့တွေ့ရင်ခံရတတ်ပါတယ်သူ့ရဲ့ဉာဏ်ကြီးကြောင့်ပဲဘာမှမဟုတ်တဲ့အရာဝတ္ထုတွေနဲ့တောင်မှအငင်းခုန်လုပ်လို့ရှိပါတယ်နောက်ပြီးတော့လည်းရေကိုကြောက်ပါတယ်ကြောင်တွေကိုထိချုံနိုင်တဲ့လူတွေက Red ကိုလည်းထိချုံနိုင်တယ်လို့ပြောကြပါတယ်နောက်ပြီးတော့အချားအောင်မြင်မာတဲ့အတွက်စူးစူးဝါးဝါအတန်တွေကိုလည်းမခံနိုင်ပါဘူးဒီနေ့တော့ဒီလောက်ပါပဲနောက်လဲ character တွေ game ဇာတ်လမ်းအကြောင်းတွေပြောပြပေးသွားမှာမလို့ subscribe လုပ်ခဲ့ပေးကြပါအောင်ဗျ